တိုက်ပွဲတွေသစ္စာဖော်မှုတွေနဲ့သေစေနိုင်လောက်တဲ့တိုက်ခိုက်မှုတစ်ခုပြီးဆုံးသွားပြီလို့ထင်ရတဲ့အရာကအမှောင်မိုက်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့အချိန်နာရီရဲ့အစာပြုခြင်းတော့ချက်တစ်ခုဖြစ်လာခဲ့တယ်ဗျစမ်းကျင်လာတဲ့ကရူကမြန်ရိုင်းတွေပေါ်မှာစိုးရုံမှုတွေကနောက်တစ်ချိန်နှိုးထလာတော့မှာပါသွေးစာပြီးတော့ထူးဆန်းတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ရမယ်ရွေချက်တစ်ခုရဲ့အတွက်မွေးဖွားလာခဲ့ကြတဲ့ချင်းတွေအာဖရိကဒေါ်နက်ကြီးကလူသားတွေအတွက်နောက်ထပ်ဇလန်းကြီးတစ်ပုဒ်ကိုပြင်ဆင်ပေးတော့မှာဖြစ်ပြီးတော့အဓိကဇက်ကောင်တွေကတော့တမိုင်းတစ်လျှောက်ပထမဦးဆုံးအချိန်မှတ်တမ်းတင်ရမယ်ချင်းနီကော်လီရှင်အုပ်စုကြားကစစ်ပွဲကြီးကိုတည်ဆောင်လာတော့မဲ့ဘယ်ရင်းနေပဲဖြစ်ကြပါတယ်ဒီနေ့မှာတော့ Job Coalition လို့ခေါ်တဲ့ချင်းလေးအုပ်စုရဲ့အကြောင်းနဲ့သူတို့အဖွဲ့ဝင်တကောင်ကပြိုင်ဘက်ချင်းလေးအုပ်ကချင်းလေးမကိုဆွဲလန်းသွားပြီးတဲ့နောက်ပိုင်းဒီတိုင်းရဲတွေကတကယ်ကန်ဝင်နေဘလူတွေဖြစ်လာခဲ့ကြလဲဆိုတာကိုသိရှိရမှာပါဒါကြောင့်ပဲဗီဒီယိုလေးမစတင်ခင်မှာ like လေးကိုနှိပ်ပြီးတော့ channel လေးကို subscribe ပြုလုပ်ထားပေးဖို့လည်းမေတ္တာရက်ခံချင်ပါတယ်အချိန်က2009ခုနှစ်ကရူကာအမျိုးသားဥယျာဉ်တောင်အာဖရိကမှာဖြစ်ပါတယ်အချိန်ကာလတစ်ခုချင်းစီတိုင်းမှာကရူကာဥယျာဉ်ကဝန်ထမ်းတွေကဒီတောရိုင်းကြောင်ကြီးတွေရဲ့လျှို့ဝှက်ချက်တွေကိုပုံမနဲ့နဲ့ဆိုင်ဆိုင်နဲ့လိလာသူတေသနာပြုလုပ်နိုင်ဖို့အတွက်ချင်းလေးချို့ကိုအမြဲတမ်းအမှတ်သားပြုလုပ်ဖို့ရွေးချယ်လို့ရှိရဗျဒီရွေးချက်အတွက်ရွေးချယ်ခံရတဲ့ချင်းလေးတွေကအရွယ်စရောက်လာတာနဲ့တပြိုင်နက်ချီယာကန်ချစ်ပြားတွေဒါမှမဟုတ်စောင့်ကြည့်ထိန်းချုပ်တဲ့ကော်လာတွေတက်ဆင်ပေးခြင်းခံရပါတယ်ရေဘူးအားဖြင့်တော့သူတေသနာအတွက်အကောင်းဆုံးဖြစ်စေဖို့ခန္ဓာကိုယ်ကြမ်းခိုင်မှုအကောင်းဆုံးနဲ့အသက်အရှည်ဆုံးရှင်သန်နိုင်ခြင်းရှိတဲ့ချင်းလေးတွေကိုစောင့်ကြည့်လေ့လာကြတာမျိုးပါရွေးချယ်ပြီးတဲ့နောက်မှာတော့ချင်းလေးတွေကိုမေးစေးပေးပြီးတော့ GPS ချီယာကန်ကိရိယာတွေတက်ဆင်လိုက်တယ်ဗျပြီးရင်တော့သူတို့ကတဘာဝအတိုင်းလွတ်လပ်စွာနေထိုင်နိုင်ကြပြီးတော့သူတို့ဘဝရဲ့အရေးကြီးတဲ့အလှည့်ပြောင်းအခိုက်အတန့်တွေမှာသူတေသနာအတွက်စောင့်ကြည့်ခြင်းခံရပါတယ်လူသားတွေကသူတို့ရဲ့ရှင်သန်မှုပုံစံကိုဝင်ရောက်ဆွတ်ဖက်တာမျိုးမရှိဘဲတဘာဝအတိုင်းပဲလွတ်ပေးထားကြတာဗျနှစ်တည်ကြာလာလို့လိုအပ်လာရင်ခြေကန်ကိရိယာအသစ်လဲလှယ်ပေးတာမျိုးတွေပဲလုပ်လို့ရှိပါတယ်ဒီလိုနဲ့ပဲ2009ခုနှစ်ကရူကာအမျိုးသားဥယျာဉ်ကသူတို့ရဲ့သူတေသနာအခြေခံဖြစ်တဲ့ချင်းလေးတွေကိုဆုံးရှုံးလိုက်ရတယ်ဗျဒါပေမဲ့အဲ့ဒီနှစ်မှာပဲချင်းလေးသားပေါက်တွေအမြောင်များမွေးဖွားလာတာကြောင့်အသစ်မွေးဖွားလာတဲ့အုပ်စုအများပြားကိုစောင့်ကြည့်ဖို့တော့ခက်ခဲတဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒီထဲမှာဥယျာဉ်ဝန်ထမ်းတွေရဲ့မျက်စိရှိမှောက်မှာမကြခင်မှာထင်ရှားလာတော့မယ့်အုပ်စုတစ်ခုတွေကချင်းတွေအထီး9ကောင်နဲ့မွေးဖွားလာခဲ့ပါတယ်။နှစ်နှစ်အကြာမှာတော့ဒီအထီးတွေကနေမြေတွေသိမ်းပိုက်ပြီးတော့ဘီရင်တွေအဖြစ်အမည်တင်စေဖို့အတွက် coalition တစ်ခုဖြစ်ပူးပေါင်းလိုက်ကြတယ်ဗျ။သူတို့ရဲ့ခန္ဓာကိုယ်ကြွသားတိဆောက်ပုံကတခြားချင်းတွေနဲ့မတူဘဲနဲ့တိတိတတ်တာကိုကွဲပြားပါတယ်။ချောကော်လီရှင်လို့နာမည်ပေးထားတဲ့ဒီအထီး9ကောင်ကကာလရှည်စောင့်ကြည့်လေးလာရေးသူတေသနာတွေဆက်လက်လှုပ်ဆောင်မှုသူတို့ရဲ့ခြေထောက်မှာချီယာကန်ချစ်ပြားတွေတက်ဆင်မှုရွေးချယ်လိုက်တဲ့အချိန်မှာပဲသူတို့ရဲ့ကံကြမ္မာကအစာပြုခဲ့ပါတယ်။ဒါကရဲရင်တဲ့ Job Coalition ရဲ့ပထမအဦးဆုံးမှတ်တမ်းပဲဖြစ်တယ်ဗျ။ငယ်ရွယ်သေးပေမဲ့လည်း Job တွေကထူတက်ပြီးတော့မဲနဲ့တဲ့လေဆံမွေးတွေရှိကြတာကြောင့်သူတို့လူရှိတဲ့ချင်းလေးမတွေကိုပုံမှုဆွဲဆောင်နိုင်စေပြီးတော့ဟော်မုန်းပမာဏနဲ့လွှမ်းမိုးနိုင်စွမ်းမြင့်မားကြောင်းနဲ့ပြသနေပါတယ်။သူတို့အပေါ်မှာမျောလင့်ချက်တွေကပုံမှုကြီးထွားလာခဲ့ပြီဗျ။မျောလင့်ထားတဲ့အတိုင်းပဲချင်းလေးတွေရဲ့ဘဝကတိုက်ပွဲတွေနဲ့ပြည့်နေပြီးတော့ဂျော့ချင်းလေးတွေစီကလည်းအားလုံးကဒါကိုပဲမျောလင့်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီချင်းလေးတွေကတော့သူတို့ရဲ့သမိုင်းကိုကိုယ်တိုင်ဥဆောင်ကျင်ကြပြီးတော့ဖြစ်လာမယ့်အရာတွေနဲ့အားလုံးကိုအံ့အားသင့်စေခဲ့တယ်ဗျ။ဒီချင်းလေး9ကောင်လုံးကအချိန်အများစုကိုအတူတကွဖြတ်တန်းပြီးတော့မကြခင်မှာရောက်ရှိလာတော့မဲ့စိန်ခေါ်မှုတွေနဲ့ပြည့်နေနေတဲ့အနာဂတ်မှာသူတို့ကိုအောင်ပွဲခံစေမဲ့ခွဲခြားလို့မရနိုင်တဲ့စီလုံးမှုတစ်ခုကိုတိစောက်ခဲ့ကြပါတယ်။ခီးတွေအများကြီးတွာလာပြီးတဲ့နောက်မှာသူတို့သိမ့်ပိုက်ခြင်းနဲ့ကျေပြန့်တဲ့နေမြေကိုပုံစံဖော်နိုင်ခဲ့ကြတယ်ဗျ။အဲ့ဒီနောက် job ချင်းတွေကသူတို့ရဲ့အစီအစဉ်ကိုစတင်ခဲ့ကြပါတယ်။အဓိကပြတ်မှတ်ကတော့အဲ့ဒီနေမြေထဲမှာအခြေစိုက်နေထိုင်ပြီးသားအသက်ကြီးပြီးတော့အင်အားကြီးတဲ့ဘရင်တွေအုပ်ချုပ်နေတဲ့ချင်းတွေအုပ်စု၄ခုရှိနေတယ်ဗျ။တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့လူငယ်ချင်းတွေဖြစ်တာကြောင့်9ကောင်ဆိုတဲ့အရေးအတွက်ကသူတို့ရဲ့အတွေ့အကြုံမရှိမှုကိုဖုံးကွယ်ပြီးတော့အတားကျရစေမယ်လို့သူတို့ကထင်ထားခဲ့ကြပါတယ်ပထမအုပ်စုနဲ့ဒုတိယအုပ်စုမှာဆိုရင်ချင်းတွေအထိ2ကောင်ကပဲအုပ်ချုပ်နေတာမို့ဒါကလွယ်ပူတဲ့တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်ဒီချင်းတွေအုပ်စု2ခုကိုတော့ခွာကပန်အုပ်စုနဲ့ N1 တမ်ဟီအုပ်စုလို့ခေါ်ရဗျတတိယအုပ်စုမှာဆိုရင်တော့အတွေ့အကြုံရင်းနဲ့ချင်းတွေအထိ3ကောင်ကဦးဆောင်နေပါတယ်စလုတ်တာအုပ်စုမှာဆိုရင်တိုက်ပွဲတိုင်းတစ်ခါမှမရှုံးမှုသေးတဲ့ချင်းတွေ4ကောင်ကအုပ်ချုပ်နေတာဖြစ်ပြီးတော့တခြားအစွမ်းတက်တဲ့ချင်းတွေမာတွေကိုလည်းပိုင်ဆိုင်ထားတဲ့အုပ်စုပါဒီအုပ်စုကိုတော့ cap အုပ်စုလို့ခေါ်ရဗျချောချင်းတွေ9ကောင်ကဘရင်2ကောင်နဲ့ရှိတဲ့အုပ်စုတွေရဲ့နေထိုင်မှုပုံစံကိုစောင့်ကြည့်ခဲ့ကြတယ်ဗျပထမအဦးဆုံးထိပ်တိုက်တွေ့ဆုံမှုကတော့ကွာကပန်အုပ်စုရဲ့အုပ်ချုပ်သူချင်းတွေဖြစ်ပါတယ်ဒီတိုက်ပွဲကနေအများကြီးသိလိုက်ရတာကတော့သူတို့က9ကောင်ရှိပြီးတော့ထူးခြားတဲ့ကြွက်သားအင်အားတွေရှိနေပေမဲ့လည်းသူတို့ရဲ့နေမီကိုဆက်လက်ချဲထွင်ဖို့အတွက်တိုက်ပွဲအတွေ့အကြုံတွေပုံမူလိုအပ်သေးတယ်ဆိုတာပဲဗျ
အခုတော့သူတို့ရဲ့ပထမဦးဆုံးအုပ်ချုပ်မှုအောက်မှာချင်းတွေကိုရရှိထားပြီးဖြစ်တယ်လို့သူတို့ရဲ့ကြီးမားတဲ့အစည်းအဝေးကိုမျှော်လင့်ထားတာထက်ပုံမှုနှိကွေးစွာလှုံ့ဆော်ရတော့မှာပါ။ဘာကြောင့်လဲဆိုရင်ချင်းမတွေကိုကာကွယ်ပေးဖို့လိုအပ်နေပြီးတော့သူတို့ခက်ခက်သိမ်းပိုက်ထားရတဲ့နေမြေကိုလည်းသူတို့မဆုံးရှုံးခြင်းကြသေးပါဘူး။ဆက်လက်အနိုင်ရရှိဖို့အတွက်တိုက်ပွဲအတွေ့အကြုံရှာဖွေခြင်းကအဓိကဖြစ်လာပါတယ်။ညီပြောအတစ်တခုကိုဒီကောင်တွေကဖန်တီးခဲ့ကြတယ်ဗျ။ညီကို9ကောင်ကလေလွင့်ချင်းလေးတွေနဲ့တွေ့တဲ့အခါမှာဆိုရင်ဝိုင်းရံပြီးတော့တိုက်ပွဲလေ့ကျင့်ခန်းတွေလုပ်ခဲ့ကြပါတယ်။သူတို့ကစူပေါင်းပြီးတော့တိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။စန့်ကျင်ဘက်အနေနဲ့လေလွင့်ချင်းတွေကိုထွက်မပြေးနိုင်အောင်အုပ်စုလိုက်ဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့သူတို့ထက်ကတကောင်ကပဲဒီချင်းတွေကိုနှိမ်နှင်းနေတာကိုပဲရက်ကြည့်နေခဲ့ကြတာပါဒီလိုနီးလဲနဲ့ပဲသူတို့ကအဖွဲ့ဝင်တကောင်ချင်းစီရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုလေ့ကျင့်ခဲ့ကြပြီးတော့သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းတွေကိုမြင့်တင်ခဲ့ကြတယ်ဗျမကြာခင်မှာပဲသူတို့က Anwar Temhi အုပ်စုကဘရင်နှကောင်ကိုထပ်မံတိုက်ခိုက်ခဲ့ကြပြီးတော့လေ့ကျင့်မှုတွေကြောင့်ဒီတိုက်ပွဲကအလွန်မြန်ဆန်ပြီးတော့ကိုလွယ်ကူခဲ့ပါတယ်ဂျော့တွေကအုပ်စုနှစ်ခုရဲ့ဘရင်တွေဖြစ်လာခဲ့ပြီးတော့ပေါ်လာသမျှပဲပြိုင်ဘက်ကိုမဆိုရင်ဆိုင်မှုအစဉ်သင့်ဖြစ်နေပါပြီ။တန်မာပြီးတော့နီးပြူကမြောက်လာတဲ့ဒီချင်းတွေကအားကြစရာခန္ဓာကိုယ်အချိုးစားတွေမကဘဲနဲ့ဒီလိုမျိုးကြောင်ကြီးမျိုးနွယ်ဝင်တွေမှာတွေ့ရခဲလာတဲ့ထူးခြားဆန်းပြတဲ့စင်ကျင်တုံတရားစွမ်းရည်ကိုပါပိုင်ဆိုင်ထားကြတယ်ဗျ။သူတို့ဟာသူတို့နဲ့မြေရဲ့တတရားမြောက်အုပ်စုဘရင်၃ကောင်ရှိတဲ့အုပ်စုကိုနှင်းမြန်စွာပဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ပွဲကြောင့်ပဲဂျော့တွေကယုံကြည်မှုတွေပုံမပြင်းထန်လာခဲ့တယ်ဗျ။ဘာကြောင့်လဲဆိုရင်အရာအလုံးကစီစဉ်ထားတဲ့အတိုင်းဖြစ်ပျက်ခဲ့ပြီးတော့အခုဆိုရင်သူတို့ကအုပ်စု၃ခုကိုသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာထားရှိနိုင်ခဲ့ပါပြီ။လွှမ်းမိုးထားနိုင်ပေမဲ့လည်းဂျော့တွေကရာဇပလင်ကိုညီလူမျှတူခွဲဝေယူကြပြီးတော့သူတို့ကြားကစီလုံးမှုသာတည်မြဲနေမယ်ဆိုရင်သူတို့ရဲ့အင်အားကဘယ်တော့မှမပြိုလဲနိုင်တဲ့ရဲတာကြီးတစ်ခုလိုဖြစ်နေမှာပါ။ဒါပေမဲ့ပြိုင်ဘက်တွေကတော့အဝေးကနေအရာအလုံးကိုစောင့်ကြည့်နေခဲ့ကြတယ်ဗျ။ကက်အုပ်စုရဲ့ဘရင်၄ကောင်ကရာဇပလင်ပေါ်မှာစိုးစံနေတာ2နှစ်ရှိပြီဖြစ်ပြီးတော့သူတို့ကိုစိန်ခေါ်လာသမျှပဲချင်းသေးကိုမစိုးအနိုင်ယူနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျော့တွေရဲ့လင်းမြန်လာတဲ့တိုးတက်မှုကိုမြင်တဲ့အခါမှာသူတို့ရဲ့ရာဇပလင်ကလှုပ်ခတ်လာပြီးဆိုတာကိုခံစားမိပြီးတော့ပထမဦးဆုံးအချိန်ဖြစ်တကယ်ချင်းချောက်မှုကြီးတစ်ခုနီးကပ်လာနေပြီဆိုတာကိုသိလိုက်ရတယ်ဗျ။ကက်တွေကအရင်ကတည်းကပူပြီးတော့တတိကြီးစွာတွာလာကြပြီးတော့ဂျော့တွေရဲ့အားနည်းချက်ကိုစတင်ရှာဖွေခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ကပြန်ဘက်တွေလာတိုက်ခိုက်မှာကိုထိုင်ဆောင်မနေပဲအရင်ဥအောင်တွားရောက်တိုက်ခိုက်ဖို့စီစဉ်ထားခဲ့ကြတယ်ဗျ။အဲ့ဒီအချိန်မှာပဲဂျော့တွေကလည်းသူတို့ရဲ့အုပ်စုတွေတဲကချင်းလေးမာတွေကိုတနေရာထဲမှာစူးစီးထားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကနေမြေကင်းလဲဖို့အတွက်အဖွဲခွဲပြီးတော့တွာလာရတာကိုသဘောမကျဘဲနဲ့သူတို့ရဲ့အကြီးမားဆုံးအင်အားကစီးလုံးမှုမှာရှိနေလို့ပဲဖြစ်တယ်ဗျ။ချင်းလေးမအကုန်လုံးကိုတစုတစည်းတည်းထားရှိခြင်းအပြင်ချင်းလေးမတွေနဲ့အုပ်စုတွေကြားကာကွယ်ထိမ့်သိမ်းစောင့်ရှောက်ဖို့ရအတွက်အလဲကျကင်းဆောင်နေရမလို့ပဲငါးကောင်လုံးရဲ့ကြီးမားတဲ့အင်အားကိုဆက်ထိန်းထားနိုင်ခဲ့ကြပါတယ်။ဂျော့တွေရဲ့ပထမဦးဆုံးမျိုးဆက်တည်ရင်သွေးလေးတွေလည်းမွေးဖွားလာကြပြီးတော့ချင်းလေးတွေအနေနဲ့ကပ်တွေကိုတွားရောက်မတိုက်ခိုက်သေးပဲသူတို့ရဲ့သားပေါက်တွေကိုနောက်ထပ်လာအနေငယ်ကြာလောက်အထိကိုကာကွယ်ပေးဖို့လိုအပ်နေခဲ့ပါတယ်။သူတို့ကအရာအလုံးကိုအဆုံးရှုံးမခံနိုင်ကြပါဘူး။အဲ့ဒီချိန်အတော်အတွင်းမှာပဲဂျော့ကော်ရာလီရှင်တွေကအသက်ငယ်ဆုံးချင်းလေးတစ်ကောင်ကကပ်အုပ်စုတွေကချင်းလေးမကိုယူသွဆွဲလန်းသွားခဲ့တယ်ဗျ။သူကအပြိုင်ဘက်အုပ်စုရဲ့ချင်းလေးမတွေအမဲလိုက်နေတာကိုချောင်းကြည့်ဖို့သူ့အကိုတွေစီကနေမကြာခဏထွက်သွားလေရှိပါတယ်။သူပြောင်းနေတာကိုသိတာနဲ့အကိုဖြစ်တဲ့ချင်းလေးတွေကသူ့ကိုပြန်လာခေါ်လေးရှိပြီးတော့ဒီချင်းလေးမကိုပိုင်ဆိုင်ရမယ့်အချိန်မရောက်သေးကြောင်းတတိပေးတားမြစ်ပုံရပါတယ်။ဒါကကာကွယ်ရမယ့်သားပေါက်လေးတွေအများကြီးရှိနေတဲ့ချင်းလေးတွေအတွက်အလွန်ကိုအန္တရာယ်များတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်ဗျ။ဒါပေမဲ့လူငယ်သဘာဝမစင်ကျင်နိုင်မှုကြောင့်အငယ်ဆုံးချင်းလေးဂျော့တစ်ကောင်ကချင်းလေးမတွေကိုချောင်းကြည့်ဖို့ဆက်လက်သွားလာနေခဲ့ပြီးတော့ပြိုင်ဘက်ကပ်တွေကလည်းဒီအားနည်းချက်ကိုချက်ချင်းသတိပြုသွားမိခဲ့ပါတယ်။ဒါကဂျော့တွေရဲ့ပျက်စီးခြင်းတကားပေါက်ဖြစ်မယ်ဆိုတာကိုသူတို့ချက်ချင်းကြီးသိလိုက်ကြတယ်ဗျ။အချင်းလေးတွေကိုပုံမတင်းမှသွားစီတာကတော့ကပ်တွေရဲ့ချင်းလေးမတွေကမိတ်လိုက်ရာဒီကိုရောက်ရှိလာခဲ့တာပဲဖြစ်တယ်ဗျ။ညှို့တဲ့ပြင်းလာတဲ့မိတ်လိုက်ချင်တဲ့အနက်အသက်နဲ့ချောင်းကြည့်ခြင်းနဲ့ဆွဲလန်းစိတ်တွေပေါင်းဆက်သွားတဲ့အခါအငယ်ဆုံးချင်းလေးဂျော့တစ်ကောင်ကကပ်တွေရဲ့ချင်းလေးမတွေနာကိုချင်းကပ်ရင်ကြုံတွေ့ရမယ့်အန်ဒီကိုလုံးဝထည့်မတွေးနိုင်တော့ပါဘူး။ချင်းလေးမတစ်ကောင်ကမြကန်းသားမှာရေတောက်နေတော့မှပဲဒီအငယ်ဆုံးဂျော့ချင်းလေးကသူ့ရဲ့လူချင်းတက်မှတ်မှုနောက်ကိုလိုက်ပါသွားခဲ့ပါတယ်။ဒီချင်းလေးကသူ့ရဲ့အကိုတွေကိုတစ္ဆာဖောက်ခဲ့တာပါ။ဘာကြောင့်လဲဆိုရင်ဒါကပြိုင်ဘက်တွေရဲ့နေမြေစီးမျက်နှာကိုချင်းကပ်ဖို့အချိန်မှန်ကိုမဆောင်ဆိုင်ခဲ့ပဲသူ့ရဲ့မစင်ကျင်တဲ့လှုပ်ရက်ကြောင့်အကျိုးဆက်ကိုပါခံစားခဲ့ရတယ်ဗျ။ကပ်တွေကအဝေးကနေစောင့်ကြည့်နေခဲ့ကြပြီးတော့သူတို့ရဲ့ချင်းလေးမကတော့ဂျော့အငယ်ကောင်ကိုမျှခေါ်ဖို့အတွက်သားကောင်တက်တက်တာဖြစ်ခဲ့ပါတယ်။ကပ်တွေကချင်းကပ်လာပြီးတော့အငယ်ဆုံးဂျော့ချင်းလေးကိုအတီးတက်ခါသူ့ရဲ့အလောင်းကိုမြကန်းပေးနာလေးမှာပဲပစ်ထားခဲ့ကြတယ်ဗျ။ဒါနဲ့မကပဲကပ်တွေကအဲ့ဒီနေရာတစ်ခုလုံးမှာစီးသွားခဲ့ကြပြီးတော့ဘာကြောင့်လဲဆိုရင်ဂျော့ချင်းလေးတွေသူတို့ရဲ့ညီရဲ့အလောင်းကိုလာရှာတဲ့အခါမှာဒါကဘယ်သူလက်ချက်လဲဆိုတာကိုသိသာစေခြင်းနဲ့အမှတ်သားတစ်ခုဖြစ်ပါတယ်။
နိုင်အနေငယ်ကြားတဲ့အခါမှာတော့ဒီသွေးစွန်းနေတဲ့သတင်းစကားကိုဂျော့တွေသိရှိသွားခဲ့ပြီးအခုချိန်မှာဂျော့တွေအတွက်တစ်ခုတည်းသောအရေးကြီးဆုံးအရာကသူတို့ညီအတွက်ကလေးစားချေဖို့ပါပဲဒါကြောင့်ကလူကမြန်ရိုင်းမင်းတွေကရက်တရပတ်ပေါင်းများစွာကြာမြင့်မဲ့ချင်းနစ်ကော်လီရှင်အုပ်စုတွေရဲ့ကြားကစစ်ပွဲကြီးကိုမျက်ဝါးထင်ထင်တွေ့မြင်ရတော့မှာဖြစ်တယ်ဗျအပြစ်မဲ့တဲ့အသက်ပေါင်းများစွာအနေနဲ့ရင်ဆိုင်တော့မှာဖြစ်ပြီးတော့သိမ့်ပိုက်ထားတဲ့အုပ်စုတွေကသူတို့ရဲ့ဘယင်းတွေကိုဆုံးရှုံးရနိုင်ပြီးတော့တော်ရန်တလိဆန်လောကရဲ့ကြမ်းကြုတ်လာတဲ့ခွန်အားတွေကအကန့်အသတ်မဲ့တဲ့အခြေအနေကိုရောက်ရှိသွားတော့မှာပါဂျော့တွေကသူတို့ရဲ့အဖွဲ့ဝင်တကောင်ဆုံးရှုံးလိုက်ရတာကိုသိရတဲ့အခါအရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်အရင်ကဂျော့ကော်လီရှင်ကလှုပ်ရှားမှုတိုင်းဟာတေချာတွေးတောကြံစပြီးတော့မှလှုံ့ဆော်ခဲ့ကြတာဗျဒါပေမဲ့အခုတော့သူတို့ရဲ့နှလုံးသားတွေကကြေကွဲဝမ်းနည်းမှုကဒေါသနဲ့ကလေးစားချီလိုစိတ်အဖြစ်ပြောင်းလဲသွားပါပြီအာဖရိကမြေပေါ်မှာတကယ်ချင်းသစ်စစ်ပွဲကြီးတစ်ခုစတင်ဖြစ်ပွားခဲ့တယ်ဗျဂျော့ကလေးကောင်ကသူတို့ညီရဲ့အလောင်းကိုရှာတွေ့တဲ့အခါမှာဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေပြည့်နေနေတဲ့ဟင်းဟောက်တန်တွေကစာပန်နာနေပြည်တစ်ခုလုံးမှာပဲတင်ထက်သွားခဲ့ပါတယ်ဒီဟင်းဟောက်တန်တွေကသူတို့ရဲ့ပြန်ဘက် Cap Coalition စီကိုသတင်းစကားပါလိုက်တာဖြစ်ပြီးတော့ဂျော့တွေရဲ့ပြင်းထန်လာတဲ့ဒေါသမုန်တိုင်းကြီးလာနေပြီဆိုတဲ့အကြောင်းပဲဖြစ်တယ်ဗျကလင်သားချေဖို့အတွက်ခြေလမ်းတိုင်းကိုတေချာစောင့်ကြည့်မနေတော့ပဲဂျော့တွေက Cap တွေရှိတဲ့နေရာကိုဒေါသတကြီးနဲ့ကိုအထင်းပြေးဝင်တိုက်ခိုက်ခဲ့ကြပါတယ်သူတို့ထက်မတွေးမိခဲ့တာကတော့သူတို့တိဆောက်ထားတဲ့တိုက်ပွဲအင်အားနဲ့ယုံကြည်မှုတွေက Cap တွေကိုနမ်ပလင်ကနေချဖို့အတွက်မလုံလောက်သေးဘူးဆိုတာပါပဲ။ဘာကြောင့်လဲဆိုရင်ဒီဘီရင်၄ကောင်လုံးကတန်မာကြပြီးတော့အတွေ့အကြုံပုံမှုရင့်ကျက်လို့ပါ။အဲ့ဒီအချိန်ထိ Cap တွေကတိုက်ပွဲတစ်ခုမှမရှုံးမှုသေးဘူးဗျ။သူတို့ကဂျော့တွေထဲအသက်2နှစ်ခန့်ပိုကြီးနေတာကြောင့်အိုမင်းနေတာမျိုးမဟုတ်ပဲပုံမှုရင့်ကျက်ပြီးတော့ပုံမှုမဟာဖြူဟာမြောက်တဲ့တိုက်ခိုက်ရေးနည်းလမ်းတွေကိုအသုံးပြုနိုင်ခဲ့ကြလို့ပါ။ Cap တွေကချင်းကပ်လာနေတဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ဒီအင်အားစုကြီးကိုကာကွယ်ဖို့အသင်းဆောင်ဆိုင်နေခဲ့ကြပါတယ်။အဲ့ဒီနေ့ညနေခင်းမှာတော့မြေပြင်ကအချင်းတွေရဲ့သွေးတွေနဲ့ဆူဆွတ်ခဲ့ရပါတယ်။နာကျင်ပြီးတော့အန်ဒီရဲ့များလာတဲ့တိုက်ပွဲကြီးက3နာရီနီးပါးကြာအောင်ဆွဲဆန့်သွားခဲ့ပြီးတော့နောက်ဆုံးမှာတော့ဂျော့တွေကသူတို့ရဲ့ဒဏ်ရာတွေကိုကုသဖို့အတွက်နောက်ကိုပြန်ဆုတ်ခဲ့ရတယ်ဗျ။သူတို့ရဲ့စခန်းကိုပြန်ရောက်တဲ့အခါစိတ်ပြတ်မှုတွေကိုထိန်းချုပ်ပြီးတော့တကယ်လို့အနိုင်ရခြင်းရင်သူတို့အနေနဲ့စိတ်အေးထားပြီးတော့ခြေလမ်းတိုင်းကိုအသေးချစီစဉ်ရမယ်ဆိုတာကိုနားလည်သွားခဲ့ကြပါတယ်။ဒါပေမဲ့ Cap တွေကတော့ဂျော့ရဲ့စိတ်ခံစားချက်မတည်ငြိမ်မှုကိုအသုံးချပြီးတော့အနိုင်ယူခြင်းတာကြောင့်တံပြန်တိုက်ခိုက်ဖို့အချိန်ကြာကြီးမဆောင်ဆိုင်ခဲ့ကြပါဘူး။3ရက်အကြာမှာသူတို့ကဂျော့ရဲ့နေမြေတွေကိုကျူးကျော်ဝင်ရောက်ပြီးတော့ဆုံးရှုံးမှုနဲ့နာကျင်မှုတွေတဲ့နောက်ထပ်ဘုံတစ်လုံးကိုထပ်မံဖောက်ခွဲလိုက်တယ်ဗျ။အဲ့ဒီနေ့ကနေကင်းဘက်ဖြစ်ပြီးတော့နေအောင်ကြီးကကောင်းငင်အောက်မှာတောက်ပနေတာဂျော့ချင်းတွေကတော့တစ်ပင်ရိတ်တွေရဲ့အောက်မှာပုံအောင်ရင်းနဲ့မကြက်သေးတဲ့နာကျင်နေစေဖြစ်တဲ့ဒဏ်ရာတွေကိုကုသရင်းနဲ့အိပ်ပျော်နေခဲ့ကြတယ်ဗျ။ Cap တွေကလည်းဒဏ်ရာတွေရရှိထားကြတယ်ဆိုပေမဲ့သူတို့ကအာဖရိကတောနက်ပေါ်မှာနောက်ထပ်လှုပ်ရှားမှုတစ်ခုမလုပ်ခင်အခြေအနေတွေအေးဆေးတည်ငြိမ်သွားမှာကိုမလိုလားခဲ့ကြပါဘူး။တားရဲကြီးတွေကသာလုံနိုင်တဲ့တိတိစိတ်ချင်းကပ်မှုပုံစံနဲ့ Cap တွေကချင်းကပ်လာနေခဲ့ကြပြီးတော့ပြိုင်ဘက်အုပ်စုနဲ့ဝေးကွာတဲ့ခြုံပုတ်တစ်ခုအတွင်းထဲမှာတင်းငယ်တဲ့လှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့နေမြေတွေကိုစူးစမ်းလေးလာနေတဲ့ဂျော့တွေရဲ့သားပေါက်လေးနှစ်ကောင်ပဲဖြစ်တယ်ဗျ။လင်မြန်တဲ့လှုပ်ရှားမှုတစ်ခုနဲ့အတူဒီသားပေါက်လေးနှစ်ကောင်ကခါးရိုးတွေကျိုးသွားပြီးတော့အသက်ခံလိုက်ရပါတယ်။ Cap တွေကလည်းအရင်တော့လှုပ်ခဲ့တယ်လို့ဒီနေရာမှာစီးသွားခဲ့ကြပြီးတော့သူတို့ရဲ့ပြိုင်ဘက်တွေစီကိုထပ်မံသတင်းစကားပါလိုက်ကြပြန်ပါတယ်။ဒီချင်းလေးသားပေါက်လေးတွေရဲ့အလောင်းတွေကိုချင်းလေးမတွေကတွေ့ရှိခဲ့ပြီးတော့သူတို့ရဲ့ရင်သွေးလေးတွေစောစောစီးစီးဆုံးရှုံးလိုက်ရလို့လမ်းပြောင်းနေတဲ့ချင်းလေးမတွေကသူတို့ရဲ့ဘယင်တွေဖြစ်တဲ့ Jock တွေစီကိုသွားပြီးတော့နှစ်သိမ့်မှုတောင်းခံမှုပြေးသွားခဲ့ကြတယ်ဗျ။ Jock တွေကဒဏ်ရာရရှိနေတော့ဖြစ်ပေမဲ့ချင်းလေးမတွေရဲ့ကနာမငြိမ်မှုကိုသတိပြုမိတဲ့အခါမှာတော့သူတို့ကအနားယူနေမှုကိုရပ်တန့်လိုက်ပါတယ်။ချင်းလေးမတွေကသူတို့ကိုအဲ့ဒီနေရာစီခေါ်ဆောင်သွားခဲ့ပြီးတော့ရန်သူရဲ့အနှံ့အသက်ကနေရာအနှံ့ပြားမှာဆွဲကျင်နေခဲ့တယ်ဗျ။အဲ့ဒီနောက် Cap တွေကဆောင်ဆိုင်နေပေမဲ့ဘယ်သူမှပေါ်မလာခဲ့ကြပါဘူး။ဒါကြောင့်ဒီတစ်ခါမှာတော့သူတို့ကပို့ပြီးတော့ရဲတင်းတဲ့နီလန်နဲ့လာရောက်လုံဆော်ဖို့လိုအပ်လာတယ်ဗျ။ရပောင်းများစွာ Cap တွေစောင့်ကြည့်ခဲ့ပြီးတော့နောက်ထပ်တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဒီတစ်ခါသားကောင်ကတော့သားပေါက်လေးတွေမဟုတ်ပဲအမဲလိုက်ရာကနေပြန်လာတဲ့ချင်းလေးပါတစ်ကောင်ဖြစ်တယ်ဗျ။ Cap တွေကလီမြန်ပြီးတော့တည်စီနိုင်လောက်တဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ Jock တွေရဲ့ဒဏ်ရာတွေကအခုဆိုရင်ကျက်သွားခဲ့ပါပြီ။ဒါပေမဲ့နောက်တစ်ချိန်သာအစီအစဉ်မရှိဘဲနဲ့ Cap တွေစီကိုထပ်သွားရင်တိုက်ပွဲကထပ်ပြီးတော့ရှုံးနေရမှာပါ။ဒါကြောင့်ဒီချင်းတွေကနီးပြီးတော့ပြောင်းလိုက်ကြတယ်ဗျ။သူတို့ကနေကင်းဘက်တွေမှာပို့ပြီးတော့လှုပ်ရှားလာကြပြီးတော့ Cap တွေကသူတို့ရဲ့နောက်ထပ်ပြစ်မှတ်ကိုရှာဖွေဖို့နေမြေတွေကိုကျူးကျော်ဝင်ရောက်လာတဲ့အခါမှာ Jock လေးကောင်လုံးကကာကွယ်ရေးအနေအထားနဲ့စောင့်ကြိုနေတာကိုထိတ်တိုက်တွေ့ရပါတယ်။ဒီချင်းချောင်းမှုနီးပြီးကအောင်မြင်ခဲ့ပြီးတော့ Cap တွေက Jock တွေဘက်ကဒီတိုက်ပွဲကိုအဆုံးသတ်လိုက်ပြီလို့ထင်မှတ်သွားပြီးတော့နောက်ထပ်လာရောက်ခြင်းမရှိတော့ဘူးဗျ။ဒါပေမဲ့ဒါကနိုင်ငံတစ်ခုစစ်ဖြစ်နေတာဖြစ်ပြီးတော့ရာဇပလင်တစ်ခုလုံးလုံးဝပျက်စီးသွားတဲ့အထိသူတို့ကရပ်တန့်မှာမဟုတ်ပါဘူး။အခုတော့အခန်းကဏ္ဍတွေကပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ
သားကောင်ရှာဖွေဖို့နယ်မြေကျူးကျော်လာခဲ့တာက jock တွေဖြစ်လာခဲ့တယ်ဗျသူတို့ရဲ့ဒုတိယမြောက်ကျူးကျော်မှုမှာတော့သူတို့က cap တစ်ကောင်နဲ့ချင်းသင်းမတွေနဲ့ရှိနေတာကိုတွေ့ရှိခဲ့ရပြီးတော့ jock တွေကဒီ cap တစ်ကောင်ကိုတပ်ဖြတ်ကကလေးသားချီမှုကိုအရသာခံမီဆန်ခဲ့ကြပါတယ် jock တွေကသူတို့နယ်မြေတွေကိုချက်ချင်းပြန်မသွားသေးဘဲနဲ့ဒီနေရာမှာပဲပုံအောင်နေပြီးတော့သေဆုံးသွားတဲ့ချင်းလေးရဲ့အလောင်းကိုချင်းတဲ့ကောင်တွေလာရှာတွေ့မဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်ဗျဒီတစ်ခါမှာတော့အံ့အားသင့်စေမဲ့အချက်ကသူတို့အနိုင်ရဖို့အတွက်သုံးမဲ့အပြင်းထန်ဆုံးလက်နက်တစ်ခုဖြစ်လာပါတယ်အဲ့ဒီအတိုင်းပဲဖြစ်လာခဲ့တယ်ဗျကျန်ရှိနေခဲ့တဲ့ cap 3ကောင်ကသေဆုံးသွားခဲ့တဲ့သူတို့ရဲ့ညီကိုရဲ့အလောင်းဘေးမှာစုမိနေတဲ့အချိန်မှာပဲနောက်ဆုံးအချိန်ထိုးနှက်ဖို့အတွက်အချိန်ကောင်းဖြစ်ခဲ့ပါတယ်ပြင်းထန်လာတဲ့ကြမ်းကြုတ်မှုနဲ့ဒေါသအဟုန်တွေနဲ့အတူ jock တွေကခြုံပုတ်တွေထဲကနေပြေးထွက်လာကြပြီးတော့ cap တွေအနေနဲ့သူတို့မျက်စိရှိမှဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိချမတွေးတောနိုင်ခင်မှာပဲအပြတ်သက်ကိုချေမှုန်းခံလိုက်ရတာပါပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့အတူ jock တွေအနေနဲ့ရဲတပ်ပပေါင်းများစွာဖိနှိပ်ထားရတဲ့ပူဆွေးတော့ကအလုံးကိုဖောက်ထုတ်နိုင်ခဲ့ပြီးတော့စစ်ပွဲကိုအနိုင်ယူနိုင်ခဲ့ကြတယ်ဗျjock coalition ကအောင်ပွဲခံခဲ့ပြီးတော့ချင်းသင်းမအုပ်စုအသစ်ကိုသိမ်းပိုက်ပြီးတော့တိုက်ပွဲဖြူဟာတွေမှာအလွန်ကျွမ်းကျင်တဲ့ချင်းတွေကလူကစစ်ပွဲကိုအနိုင်ရရှိခဲ့တဲ့ဘရင်တွေဖြစ်လာခဲ့ကြပါတယ်သူတို့ကဒီထိနှန်းတွေကိုဆက်လက်ဆိုးဆန်ခဲ့ပြီးတော့သူတို့ရဲ့နောက်ဆုံးရှင်သန်မှုမှတ်တမ်းကိုတော့2023ခုနှစ်ဇူလိုင်လမှာပြုလုပ်ခဲ့တာဖြစ်ပြီးသူတို့ကိုလေးလာတဲ့အဖွဲ့ကချီယကန်ချစ်ပြားတွေညွန်ပြတဲ့နေရာစီကိုတွားရောက်စစ်ဆေးတဲ့အချိန်မှာတော့ဒီ jock ချင်းတွေကအသက်14နှစ်ခန့်ရှိနေကြပါပြီအခုချိန်ထိလည်းဒီချင်းတွေကအသက်ရှိထင်ရှားရှိနေသေးပြီးတော့အာဖရိကစာပန်းတန်းမြေပေါ်ကပြီးစွမ်းသမျှအရာအလုံးကိုပျော်ရွှင်စွာခံစားနေစေဖြစ်ကြောင်းလည်းတွေ့ရှိခဲ့ရတယ်ဗျတကယ်လို့ခင်ဗျားတို့မှာဒီ jock ချင်းတွေနဲ့ပတ်သက်တဲ့နောက်ထပ်အချက်လက်တွေသိထားတာရှိသေးရင် comment မှာဝင်ရောက်ပြောဆိုသွားနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ